ဘလောက်ပဲချမ်းသာနေဒီကြက်နှကောင်ဖွင့်နေသေးတာကြက်နှကောင်နဲ့လက်တွဲပြီးကြက်နှကောင်ကိုရောင်းသွားအောင်မယ်ကြက်နှကောင်ကကြာဈေးလဲချိုတယ်အည်သွေးမှာလဲအာမခံတယ် မင်္ဂလာပါရှင်ကျန်တဲ့ကောင်ပြီးလက်မြေရဲ့ Growing Together အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကတော့ညီမတို့ကျန်တဲ့ကောင်ပြီးလက်မြေစတင်တည်ထောင်ကြတဲ့ကအစိမ့်တစိုက်အားပေးလာခဲ့တဲ့ကြောက်စဲမျိုးနဲ့ဖြောက်စိတ်ပင်ကျေးရွာမှာရှိတဲ့လက်ကြီးအိမ်ဆောက်ပစ္စည်းဆိုင်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီဆိုင်ပိုင်ရှင်အမရဲ့အောင်မြင်မှုခီးလက်အတွေ့အကြုံတွေစိတ်ခွန်အားဖြစ်ပွဲအကြောင်းအရာတွေနဲ့ကျန်တဲ့ကောင်ပြီးလက်မြေကိုရွေးချယ်ပြခဲ့တဲ့အကြောင်းရင်းလေးတွေကိုတောက်ရောက်မြင်မြင်မှာပဲဖြစ်ပါတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါ ပထမဆုံးအနေနဲ့ပေါ့နော်မမရဲ့နာမည်နဲ့လုပ်ငန်းအကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင့်မနာမည်ကတော့မမာထီးဖြစ်ပါတယ်အမက60မျိုးနဲ့ဖြောက်စိတ်ပင်ရွေအချိန်မှာမမကလက်ကြီးအိမ်ဆောက်ပစ္စည်းဆိုင်ဆိုတဲ့နာမည်လေးနဲ့အမကကုံမာဆိုင်လေးခွင့်ထားပါတယ်မဆိုင်မှာဆိုရင်အိမ်ဆောက်ရမှာခြေခံဖြစ်တဲ့ထုံးတွေဘီလက်မြေတွေတံပင်တွေအုတ်တွေတဲတွေကြောက်တွေအကုန်လုံးကိုဝယ်ယူရရှိနိုင်ပါတယ်ဟုတ်ကဲ့ရှင်မမဒီလုပ်ငန်းစတင်ချိန်မှာပေါ့နော်ဘလို့ခက်ခဲမျိုးလေးတွေရှိခဲ့လဲရှင်အဲ့ဒီခက်ခဲတွေကိုဒီကြော်ဖြတ်ဖို့အတွက်ရောမတို့ဘလို့သိရင်းနဲ့ရက်တည်ခဲ့ရလဲပေါ့ခက်ခဲတွေကတော့အများကြီးရှိပါတယ်အများကြီးရှိရဆိုတာကိုကလှုပ်လာတာဝန်ထမ်းဘဝနဲ့အကြာကြီးလှုပ်လာဆိုဝန်ထမ်းဆိုတော့ကြာချိန်နဲ့လာစာရတာပဲလေကိုနေပူမိုးရကိုသွားနိုင်ရတာပဲဒီဈေးရောက်တာကြတော့ဟိုချိန်နေရင်မရဘူးလေဈေးဝယ်လာမှဆိုတော့ပထမစပြီးရောင်းနေလာတော့တော်တော်ကိုအဆင်မပြေဘူးအင်္ဂါကားနဲ့လည်းတိုက်ခန်းငါးကားနဲ့လည်းပေးရတယ်ပြီးတော့ကြတော့ဝန်ထမ်းဘဝကကြတော့ဘာမှစိတ်ပူစရာမလိုဘူးလေချိန်နေရင်လာကုန်ရင်ကိုလာစာရမှာပဲဒါကကြတော့အဲ့လိုမျိုးကိုရောင်းမှကိုဆိုတော့ပထမတစ်လတော့ဟိုဘယ်လိုခေါ်မလဲသူများလာစာထုတ်ရင်ကိုကဈေးမရောက်တော့ကြာငါလှုပ်ထွက်လိုက်တာမှားတယ်မှားတယ်ဆိုပြီးမျက်ရည်တောင်ကျတယ်နောက်ကြတော့တစ်လနေနှစ်လကြာတော့ငါဒီလိုကြီးနေလို့တော့မဖြစ်တော့ဘူးဆိုပြီးတော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီအမတို့ဘက်မှာဆိုရင်ဘော်တောင်ရေတယောက်ချောင်းစုံဘော်တောင်မှာဆိုရွာတွေအများကြီးရှိရအဲ့ကားတွေလာတော့ကြာမထွက်ပြီးတော့ဆက်ရတာပေါ့နော်အမတို့လက်ကြီးအိမ်ဆောက်ပစ္စည်းဆိုင်မှာဆိုရင်ထုံးနေပြီးလက်မြေတွေရပါတယ်ဒီမှာဝယ်လို့ရပါပြီအဲ့ကားသမားတွေကိုထွက်ပြောရတာပေါ့ထွက်ပြောရတဲ့အခါကျသူတို့ကအရင်ခိုးတုံးကကြာတော့ဘယ်လိုမလဲခုတော့ဆယ်ပေးလို့ခက်ပေါ့ရင်တော့ကြာဖောကားအပြာကြီးတွေဒစည်းရလဲဒီပုံစံဒစည်းရလဲဒီပုံစံဆိုတော့ဒစည်းလာလိုက်ထွက်ပြီးပြောလိုက်ဒစည်းလာလိုက်ထွက်ပြောတခါလေကြာရင်ဟိုဘယ်လိုခေါ်မလဲဒီကားယူဒီကနေ့ပြောပြီးနောက်နေ့လဲအကားမမသိဘူးဖောကားဆိုထွက်ပြောတာကားသမားတွေထက်တာပေါ့ထက်တော့ကြာကားသမားတွေကခုလည်းတနာလာပြီးအေးတို့ကြောက်ဆက်မှာမဝယ်ခဲ့တော့ဘူးညီစီမှာဝယ်မယ်အကုန်လုံးအဲ့လိုကားတွေဒစည်းပြီးဒစည်းအဲ့လိုပြောပေးနေပေါ့နော်ရောင်းအားကောင်းလာတာဟုတ်ကဲ့ပါရှင်မအနေနဲ့ရောပေါ့နော်ဒီလုပ်ငန်းတိုးတက်လာဖို့အတွက်အဓိကချက်ကဘာလို့ထင်ပါလဲရှင်အဓိကချက်ကတော့မတို့ဝန်ဆောင်မှုလည်းရှိတယ်ပြီးတော့ဈေးတယ်နဲ့ဈေးဝယ်စကားပြောခါမှာလည်းဖော်ရွေရှိဖို့လိုတယ်အဓိကချက်ကတော့စိတ်သက်ပေါ့နော်စိတ်သက်ဆိုတာဘယ်လိုသုံးဆိုတော့ကြတော့ဘယ်လိုခေါ်မလဲဆိုတော့ငါရောင်းရရင်ပြီးရောဆိုတဲ့စိတ်နဲ့ဝေးလို့မရဘူးလေဟိုကိုလည်းစင်ပြေသူလည်းစင်ပြေနှုံးတစ်ဖက်အကျိုးပြအောင်အမကတော့အဲ့လိုပုံစံနဲ့ပဲဈေးရောင်းတယ်အနည်းဆုံးတက်တာတဲ့ဈေးနှုန်းနဲ့ပေးတယ်တစ်ခုထွက်မဲ့နေရ10ခုထွက်တော့လဲကိုများရောင်းရတယ်နောက်ပိတ်ဆုံးဘလို့တွေတုံးဆိုတော့ကြတော့ကိုမီးနေတဲ့အလုပ်သမားတွေစင်ပြေတယ်ကိုအားကိုနေတဲ့ကားသမားစင်ပြေတယ်ကိုပစ္စည်းများထွက်တော့ကြတော့ကားသမားကိုဟိုတပတ်ကို3ခါလောက်တင်တော့လဲသူတို့3ခါကားရတယ်လေပြီးတော့ကြတော့ကိုကဒီမှာလိုက်ပို့တယ်လဝါဝယ်လူလာလို့ရှိရင်လိုက်ပို့တော့ကိုအားကိုနေအလုပ်သမားတွေအဆင်ပြေတယ်အမအမျက်နဲ့အနေပိတ်တယ်မဝန်ထမ်းတွေအမဟိုပစ္စည်းပို့ရတော့ကွယ်တစ်လုံးကို200ဆို200ရတယ်လေစိုက်တွဲဆိုလဲတစ်ခေါက်ကို9000ဆို9000ရအမအတွက်ကမမိသားစုစားဝဲနေအဆင်ပြေတော်ပြီသူတို့တွေအဆင်ပြေပြီးတော့ဆိုမပုံစံမျိုးနဲ့မရောင်းပေးတယ်ဟုတ်ကဲ့ပါရှင်ညီမလေးတို့ရဲ့ဒီစက်နှကောင်ပြီးလက်မြေကိုမမတို့ဘယ်လိုစတည်ခဲ့ရလဲရှင်လူစသည်ကဆိုမကျက်နှက်ကောင်ဘီလက်မြေဆက်ရွယ်ရှိဘက်နယ်ဒီမှာနေတဲ့ဆိုင်ဖွင့်ထားတယ်အဲ့တော့ကျက်နှက်ကောင်စပြီးလဲဆိုခဲ့တဲ့အမကျက်နှက်ကောင်ကိုဆိုင်ပေါ်မှာရောင်းတော့တာပဲကျက်နှက်ကောင်နဲ့လက်တွဲလာတာခုချိန်ကြီးဆိုတာ17နှစ်လောက်ပတ်ချာတော့ရှိပါပြီဟုတ်ကဲ့ရှင်မဆိုင်ရှင်တက်ဦးအနေနဲ့ပေါ့နော်ညီမတို့ရဲ့ဒီကျက်နှက်ကောင်ဘီလက်မြေပေါ့ကျက်နှက်ကောင်ဘီလက်မြေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအချက်လေးတွေကိုသဘောကျလဲရှင်မဘောကြရတော့အများကြီးပါပဲနံပါတ်1ကဝိတ်ပြေးတယ်50ဆို50 kg ဝိတ်ပြေးတယ်ပြီးတော့ကြတော့အိတ်ကိုမပြတ်စေရဘူးပေါ့နော်ဒီမတို့ဈေးရောက်တဲ့ဒီဆိုတာတလုံးမှမကြံတော့ဘူးဆိုဈေးဝယ်ကြလားစိတ်တွေပူရသူကအဲ့လိုမဖြစ်စေရဘူးခုဆက်ပြစ်သွားရင်ခုတန်းမြင်ခုလဲပေးအိတ်ခွန်ရလို့လည်းမပြတ်ဘူးအမှုန့်ရလို့လည်းမပြတ်ဘူးပြီးတော့ကြတော့သူအဲ့စက်ရုံမှာဘာတာလဲဆိုတော့じゃ VIP ကားရပါရင်မရှိဘူးဟိုအရင်ရောက်တဲ့စနစ်ဥတဲ့ကားကိုအရင်တင်ပေးလိုက်တာပဲပြီးတော့じゃအရေးသွေးပိုင်းမှာဆိုလို့ရှိရင်အယောင်ပေါ့တ
ချို့ဈေးဝယ်တဲ့ကြအယောင်ကိုကြိုက်တယ်လေအယောင်စိမ့်တာကိုကြိုက်တယ်တချို့ကကြဖွေးရကိုကြိုက်တယ်ဒါပေမဲ့အများဆုံးကြိုက်တာကတော့စိမ့်ကိုပဲကြိုက်ကြဒါပေမဲ့အဲ့ကျန်တဲ့ကောင်ကထွက်တဲ့အယောင်ကလည်းစိမ့်ဖန်နေရပဲအယောင်လေးကဟိုအချောကင်တဲ့နေရာမှာဟိုဆေးပါညာမတုံနိုင်ရင်တောင်မှဒီအချောကင်ထားရင်ဒီဘီလက်မြေအယောင်လေးနဲ့ဆိုတော့သူကဆေးမတုံနိုင်နေတောင်မှဒီယောင်လေးနဲ့နေဖြစ်တဲ့အချောကင်တဲ့နေရာမှာပြီးတော့ကြတော့6မြန်တာပေါ့နော်လုံးရတာပယံလက်သမားတွေအတွက်အဆင်ပြေတယ်လေအချောက်မြန်တော့ကြတော့ ဟုတ်ကဲ့မမနောက်ထပ်မေးချင်တာလေးရပါတော့ဒီလက်ရှိဈေးကွက်မှာရောcustomer တွေကဘယ်အရာကိုဦးစားပေးပြီးရွေးချယ်လာကြတာတွေ့ရလဲရှင် customer တွေကကြတော့သူအရည်သွေးပေါ့နော်တချို့ကကြတော့လဲတော်တော်များများတော့အရည်သွေးကိုအဓိကထားတချို့ကြလဲချိုချောင်ကြိုက်တယ်ဈေးချိုလို့သူကဈေးချိုတဲ့ဟာဝယ်ချင်ကြတာပေါ့နော်ဒါပေမဲ့ကြက်တဲ့ကောင်ကကြဈေးလဲချိုတယ်အရည်သွေးမှလည်းအာမခံတယ်ကိုကလည်းမကောင်းရင်မကောင်းဘူးကောင်းရင်ကောင်းတယ်ပြောရောင်းတာဆိုတော့ကြကိုကိုလည်းသူတို့ကယုံတယ်မဟုတ်တာမလုပ်ဘူးဒီကလေးမလေးကမဟုတ်ဘဲနဲ့လိမ်မရောင်းဘူးဈေးဝယ်တော်တော်များများသူတို့ပေါ်စေတနာထားတော့ကြောင့်သူတို့ပေါ်မဟုတ်တာမလုပ်ဘူးဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့သူတို့တွေအားပေးကြတာနောက်ထပ်မေးခွန်းလေးရပါတော့ညီမတို့ရဲ့ဒီကြက်လက်ကောင်ပြီးလဲမြင်တဲ့အတူရှေ့ဆက်ရှောင်းလဲရမယ့်အနာဂတ်မှာဆိုရင်ရောမမအနေနဲ့ဘယ်လိုစိတ်ကူးလေးတွေရှိလဲရှင့်စိတ်ကူးတွေကတော့အများကြီးပါပဲဘလောက်ပဲချမ်းသာနေဒီကြက်လက်ကောင်ဖွင့်နေတဲ့ကြက်လက်ကောင်နဲ့လက်တွဲပြီးကြက်လက်ကောင်ကိုရောင်းသွားအောင်မယ်ဘာဖြစ်လို့လဲဆိုတော့ကြက်လက်ကောင်နဲ့လက်တွဲလိုက်တဲ့ချိန်မှာကိုလည်းတိုးတက်မှုတွေအများကြီးရှိတယ်ရှေ့ဆက်ပြီးတော့လည်းတိုးတက်အောင်နေလှုပ်ချင်သေးတယ်ဘယ်လိုခေါ်မလဲတနေ့ဆိုရင်ရောင်းကောင်းရင်ကောင်းတယ်လို့နိုင်ငံခြားခီးစင်နေလဲပို့ကိုအနေနဲ့ဆိုနိုင်ငံခြားသွားဖို့ဆိုတာမလွယ်ဘူးလေဒါသူတို့လိုက်ပို့လို့ဒါကိုဘက်ကလည်းလိုက်ပို့အောင်ရောင်းအားကောင်းအောင်တလားနဲ့တလားစူးစမ်းပြီးတော့ရောင်းသွားမယ်လို့စိတ်ကူးထားပါတယ်ဟုတ်ကဲ့ပါရှင်မမအခုလိုမျိုးပေါ့နော်ဒီညီမတို့ရဲ့ Growing Together season မှာပါဝင်ပေးတဲ့အတွက်ရောကြက်နှကောင်ပြီးလဲမျိုးစင်တစ်ဆိုင်သုံးဆက်ပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျမဘက်ကလည်းပြန်ပြီးကျေးဇူးတင်ပါတယ်ကြက်နှကောင်ဘီလက်မြေစက်ရုံနဲ့လက်တွဲခဲ့လို့ဒါကျမဘက်ကလည်းတိုးတက်ခဲ့တယ်မျော်လင့်မထားတာလေးတွေလည်းကိုမဝဲနိုင်ဘူးလို့ထင်တဲ့ဟာလေးတွေလည်းဝဲနိုင်တယ်ရှေ့ဆက်ပြီးတော့လည်းကြက်နှကောင်ဘီလက်မြေစက်ရုံနဲ့လက်တွဲသွားပါအောင်မယ်အောင်မြင်မှုတွေလည်းအတူတူရယူချင်ပါသေးတယ်